မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်โอ้ရေတွေကိုထွက်လို့ကြုံตัวเอาထဲမှာရေကြီးထားတဲ့အချိန်နဲ့ပြောတယ်။ဝါတယ်။ဒါမှမဟုတ်တော့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရော။ဒီနေသားဆိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာ။တရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှဟိုမှာကားကြီးကိုဘက်ဆက်သွားလို့မရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူကားတစ်စီးမှာလဲတော့ပါမဟုတ်ဘဲနဲ့ရှေ့ဘလို့ရဲကူးကြမှာရှားပါလေအပေါ်လေဆိုခုနနဲ့လူကူဟာများနေပဲလို့ဒီကနေ့များလေမင်းတို့